ကြောက်လာတဲ့ပရိသတ်ကြီးအားလုံးယေရှုတင်ပါတယ်တပုတ်ဆိုတပုတ်အကြိုက်စိတ်တစ်စုံတစ်ချင်းလေးတစ်ပုတ်နဲ့ဒီဆိုဖြော်ပြပါမယ်နေကြီးထိတ်ထားပါသ
တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ